ကဲနှစ်ရက်နေတဲ့ခဏပြပြီးမယ်ကြာရင်ထိုးမကြာရင်မထိုးနဲ့ဟုတ်လားဥအောင်ကြီး channel subscriber လေးနှိပ်ကြည့်တဲ့လူတွေကသာများလာတယ် subscriber နှိပ်တဲ့လူတွေ like လက်မှနှိပ်တဲ့လူကနည်းတယ်အဲဒါတွဲရိုက်နေခဏလေးပြန်3ညရ8က6ကဒီ3လုံး4လို့တဲ့3ညရ8က6က4လို့တဲ့ပြီး8က2က4လို့တဲ့ပြီးကမှ6က1က9ရ4လို့ထည့်ပြီး2က9ရ3ရ4လို့ထည့်83လို့ကြာ8 6နဲ့2တောင်2 8 2နဲ့2လို့ထည့်ပြီး6 5 1နဲ့2လို့ထည့်ပြီးတော့5 4 3နဲ့2လို့ထည့်3ထည့်9 3 3ညနဲ့2လို့ထည့်30 8 6 6နဲ့3လုံး3ညလို့ထည့်တာ5 6 9နဲ့3ညလို့တဲ့2 4 4နဲ့ဒီ3လုံး3ညလို့တဲ့ပြီးတော့ဒီက3လုံး3ညလို့တဲ့3ညတဲ့ဒီ3လုံး3ညမှာဆိုခွန်နောက်ပဲ3ညခွန်နောက်အဲ့ဒါနဲ့ပြန်3ည8 6နဲ့4တော့3ည8 6နဲ့4ပြီးတော့ဒီ3လုံးကို4တွဲတာလေးပဲနော်8 2 4နဲ့4လို့ထည့်ပြီး8 9 9နဲ့4လို့ထည့်6 5 3နဲ့4လို့တဲ့83 8 6နဲ့2တောင်2 8 2နဲ့2ပြီး5 2 2နဲ့2လို့တဲ့6 5 1နဲ့2လို့တဲ့ပြီးတော့6က3ရဲ့2လို့တဲ့3ထိပ်ခွန်5ရဲ့ခွန်ရဲ့3ညရဲ့2လို့တဲ့30 8 6 6နဲ့3လုံး3ညတော့5 6 9နဲ့3ညရဲ့4 9 9နဲ့3ညလို့ရပြီးတော့2က4ရဲ့3ညလို့ရ8က2က8က3ညရဲ့2က3ညလို့ရ2ထိပ်ဒီ3လုံး3ညလို့ရ3ညပိတ်20ရဲ့3ညခွန်3ညထိပ်ခွန်ပိတ်2ထိပ်3ညပိတ်အဲ3ညကနောက်မှလည်းရှိ6က6က2က2ကဒီ3လုံး3ညလို့ထည့်တာ6က6က8က3ညလို့ချပြီး8က4 8က3လုံး3ညလို့ချ3ညလို့ချုပ်9ရ2က3ရ3ညလို့ထည့်နောက်တက6က9ရ8ကဒီ3လုံး3လို့ထည့်တာ9ရ2က6က3လို့ထည့်ပြီး6က1က6ကဒီ3လုံး3နဲ့ချုပ်4ရ9ရ3ည3လို့ထည့်3ညနောက်ပိတ်9ရ3ရ6ကဒီ3လုံး4လို့ထည့်တာ9ရ9ရ8က4လို့ထည့်ပြီးကမှ2က4ရ8ကဒီ3လုံး4လို့ချုပ်ရှေ့ကို1က3ရ3ည4လို့ထည့်3ညနောက်ပိတ်အဲ့ဒါတခါလေးတွဲရဒီ3လုံး3ညတာ3လုံး3ညလို့ထည့်ပြီး8 4 8နဲ့3ညလို့ထည့်ပြီး9ရ2က3ရ3ညလို့ထည့်3ညပြိနဲ့တန်းရ6 9 8နဲ့ဒီ3လုံး3တော့5 2 6နဲ့3ပြီး6 1 6နဲ့3လို့ပြန်ချုပ်4 9 3ညနဲ့3လို့ထည့်3ပြိတို့တခါချ5 3 6နဲ့ဒီ3လုံး4တာခွန်9 8နဲ့4လို့ချပြီး2က4 8ကဒီ3လုံး4လို့ပြန်ချုပ်ပြီးတော့1က3ရဲ့3ညရဲ့4လို့တဲ့3ညထိပ်4ပြိနဲ့ဆို40 3လုံးဒီ3လုံး5ဒီ3လုံး6ဒီ3လုံးခွန်ဆိုတဲ့4ထိပ်နောက်တစ်ခါဒီမှာ3လုံး3ညလို့တဲ့3လုံး3ညလို့တဲ့2 3ည8နဲ့3ညတာ9 3 8နဲ့3ညလို့6 8 8နဲ့နေတာ6 3ည6နဲ့3ည9 8 6နဲ့3ည9 2 2နဲ့3နဲ့အဲ့ဒါ3ည2 3ဒီဘက်ကလည်း3ည2 3အဲ့ဒါ3ည2 3ဆိုအဲ့ဒါခွန်နောက်ပိတ်နောက်ဒီမှာ9 2 2နဲ့ဒီ3လုံး3လို့ဒီကနေ3လုံးပြန်3လို့ရှင်3နောက်ပိတ်2 5 9နဲ့6တာ5 1 3ညနဲ့6လို့3ညနောက်ပိတ်8 4 3နဲ့5တာခွန်4 4နဲ့5မယ်ဆို4နောက်ပိတ်အဲ့တော့မိတ်ဆွေတို့ငါကဘူဒီရရှိသွားရဲ့2 3ည4ခွန်ပြီးကြရင်တို့ဟုတ်လားမကြရင်ကြံတဲ့အလုံးနဲ့ကတ်တို့
အားလုံးကံကောင်းကြပါစေ